အရင်နေ့ကလျှက်စစ်တန်လိုက်အတွက် rectifier control video တင်ထားခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီ rectifier စနစ်မှာ SKKKT 16နှစ် 16E SCR ကို control လုပ်ပြီးအသုံးပြုထားတာဖြစ်ပါတယ်။ pitch check ကတော့ operator ကတန်လိုက်ဆွဲအားနည်းလို့ကြည့်ပေးဖို့ဖုံးဆက်လာပါတယ်။ကျွန်တော်တို့စစ်ဆေးကြည့်တဲ့အခါမှာ output DC volt နည်းပြီးတန်လိုက်ဆွဲအားနည်းနေတာပါ။အဲ့ဒီတော့ output DC volt နည်းတဲ့အကြောင်းရင်းကိုရှာရပါတော့တယ်။အဝင် AC စစ်ကြည့်တယ် AC fuse တွေစစ်တယ် loose connection စစ်တယ်အားလုံးကို step by step လိုက်စစ်ကြည့်တဲ့အခါ SCR မကောင်းလို့ DC volt နည်းရတယ်ဆိုတဲ့အဖြေကိုရှာတွေ့ပါတယ်။ဒါကြောင့် SCR သုံးလုံးကိုတစ်လုံးချင်းစီဖြုတ်ပြီးစစ်ဆေးမှသာမကောင်းတဲ့ SCR ကိုရှာတွေ့မှာပါ။ SCR တစ်လုံးကောင်းမကောင်းကိုဘယ်လိုသိနိုင်မလဲဆိုရင်ပုံမှန်အသုံးပြုနေတဲ့ set တွေအနေနဲ့Number 1အပူချိန်ကိုကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။ဒါကလူပြိုင်နီးကျွန်တော်သုံးတဲ့နည်းပေါ့ဗျာ။ Number 2ကတော့ multimeter နဲ့တိုင်းကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။နောက်လာမဲ့ဗီဒီယိုမှာ SCR ကောင်းမကောင်းဘယ်လိုတိုင်းတာမလဲဆိုတာပြောပြပေးသွားပါမယ်။ဒီဗီဒီယိုမှာတော့ SCR ရဲ့ data sheet အကြောင်းအနည်းငယ်ပြောပြပေးသွားပါမယ်။ SKKD 16 16E ဟာSemicron ကထုတ်တဲ့ Dual Thyristor SCR Power Module တစ်ခုဖြစ်ပါတယ်။သူ့ကိုဘယ်နေရာတွေမှာသုံးလဲဆိုရင် DC Motor Control, Temperature Control, Power Regulators, Dimmers နဲ့ Rectifier Converter တွေမှာအသုံးပြုတာတွေ့ရပါတယ်။သူ့ရဲ့ဖော်ပြချက်တွေကတော့ VRRM ဆိုတာထပ်ကာအမြင့်ဆုံးခံနိုင်တဲ့ပြောင်းပြန်ဖို့အားကိုဆိုလိုတာပါ။ VDRM ဆိုတာထပ်ကာရှိနေတဲ့အမြင့်ဆုံးခံနိုင်တဲ့ဘိုးအားပါအဲ့ဒါက off stage အခြေအနေမှာရှိနေတဲ့အခါအမြင့်ဆုံးဘိုးအား1600ဘိုးအထိပိတ်ဆို့ထားနိုင်တာကိုဆိုလိုတာပါ Average allowable forward current ကတော့ IDAV 85 degree centigrade မှာတင်ဟာ56 ampere ထွက်ပါတယ် Non repetitive surge on state current IDSM ကတော့10 millisecond အတွင်းမှာ9000 ampere ခံနိုင်ပါတယ် VD 3.85 volt on state threshold ဘိုးအားဟာ source နဲ့ drain terminal များကြားမှာလျှက်ကူးလိုက်တဲ့ channel တစ်ခုဖန်တီးရန်အတွက် MOSFET ကဲ့သို့သော transistor တစ်ခုအတွက်လိုအပ်သောအနည်းဆုံး gate to source voltage ကိုသတ်မှတ်ပေးပါတယ်အသုံးပြုထားသော gate ဘိုးအားဟာ3.85 volt အဆင့်ထက်ကျော်လွန်မှသာ transistor ဟာအဖွင့်အပိတ်ဖြူလုံနိုင်ပြီးလက်ရှိအခြေအနေမှာ၎င်း၏အဖွင့် active အခြေအနေသို့ကူးပြောင်းနိုင်ပါတယ်ဆိုလိုတာက turn on voltage 3.85 volt ဒီ transistor အားခလုတ်တစ်ခုအဖြစ်စတင်လှုပ်ဆောင်နိုင်သည့်လျှက်စီးကြောင်းကိုစီးဆင်းသည့်ဘိုးအားအဆင့်သတ်မှတ်ချက်ဖြစ်ပါတယ် gate trigger voltage VGD အနေနဲ့တာမန်အပူချိန်မှာအနည်းဆုံး2 volt ပေးမှအလုပ်လုပ်ပါမယ် gate trigger current ကအနည်းဆုံး150 milliampere ဖြစ်ပါတယ် VGD gate non trigger voltage အနေနဲ့အပူချိန်125 degree centigrade အထိမြင့်တော်လဲ gate ထတုပ် voltage 3.5 volt ထက်နည်းနေရင် thyristor မဖွင့်ပါလို့အာမခံပေးတာပါအလိုလျောက် force triggering မဖြစ်စေဖို့တတိထားဖော်ပြတာဖြစ်ပါတယ် IGD gate non trigger current ကတော့အပူချိန်125 degree centigrade တောင်ရောက်နေချိန်မှာ gate current 10 milliampere ထက်နည်းနေရင်တာမန်အခြေအနေမှာ SCR မဖွင့်ပါလို့ဆိုထားပါတယ် turn off time က150 microsecond အတွင်းဖြစ်ပါတယ်ဒါကြောင့်မြန်ဆန်တဲ့အဖွင့်အပိတ်စနစ်တွေမှာအသုံးချထားတာတွေ့နိုင်ပါတယ်ဒါတွေကတော့ဒီတာရှိမှာဖော်ပြထားတဲ့စံကင်းများဖြစ်ပြီး operating condition အရာပြောင်းနိုင်ပါတယ်ဒီ SCR မှာ power terminals anode နဲ့ cathode နဲ့ control terminals K1 G1 K2 G2 ခွဲထားပြီး heat transfer ဟာ aluminum oxide ceramic isolated metal base plate ကနေဖြတ်တန်းသွားပါတယ်အတွင်း solder joint တွေက reliability မြင့်ပါတယ်ဒီပုံက SKKT 162 SKKH 162 thyristor gate trigger characteristics graph ဖြစ်ပါတယ် VGD gate trigger voltage နဲ့ IGD gate trigger current ဆိုတာက SCR thyristor ကို conduction အဆင့်သို့ဖွင့်နိုင်ဖို့အနည်းဆုံးလိုအပ်သော voltage နဲ့ current ဖြစ်ပါတယ် data sheet မှာ
SKKD 162အတွက်တာမန်အပူချိန်မှာ IGD အနည်းဆုံး150 mA VGT 2 volt လိုအပ်ပါတယ် BMZ ဆိုတာ gate drive မှာအနည်းဆုံးထည့်ပေးရမယ့် region ကိုပြထားပါတယ်အဲ့ဒီ level ထဲမှာပဲ thyristor ကိုယုံကြည်စိတ်ချစွာဖွင့်နိုင်မယ်လို့ဆိုပါတယ် BSZ ဆိုတာ gate drive ကို design လုပ်တဲ့အချိန်အကောင်းဆုံးသုံးသင့်တဲ့ level ဖြစ်ပါတယ်ဒီ BSZ အတွင်းမှာ trigger လုပ်ပါကတာမန်အလုံးလုံးနေချိန်မှာ force triggering မဖြစ်ဘဲလုံခြုံစွာဖွင့်နိုင်မယ်လို့ဆိုလိုပါတယ် VGD gate non trigger voltage အနေနဲ့အပူချိန်125 degree centigrade ရှိနေရင်တောင်အများဆုံး 3.15 volt ထက်နည်းနေရင် IGD 10 mA ထက်နည်းနေရင် force trigger မဖြစ်ဘူးလို့ဆိုထားပါတယ်အနည်းဆုံး gate voltage ရဲ့အောက်မှာရှိနေရင် conduction မဖြစ်ပါဘူး power dissipation curve တွေက50 watt 100 watt 150 watt graph ပေါ်က line တွေက gate input သို့မဟုတ် gate driver circuit ထဲမှာ instantaneous gate power PG ကိုဖော်ပြတာဖြစ်ပါတယ်ဥပမာ50 watt 8 millisecond 100 watt 3.5 millisecond 150 watt 3.1 millisecond ဆိုတာကအချိန်တိုအတွင်းမှာ gate ထဲသို့ဝင်သည့် maximum power ကိုခံနိုင်သည့်တိုတောင်းတဲ့အချိန်ဖြစ်ပါတယ်ဒီလိုဖော်ပြချက်တွေကိုအခြေခံပြီး gate drive design မှာ resistor pulse duration current limit တွေထည့်ပြီး SCR ကိုလိုသလိုထိန်းချုပ်မောင်းနှင်နိုင်ပါတယ်ဒါတွေကတော့ gate trigger characteristics graph ပုံရပဲဖြစ်ပါတယ်စတင်လေ့လာနေတဲ့ဝါသနာရှင်ညီကိုများအနေနဲ့အကျိုးတစုံတရာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြင်တွေ့ကြရအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်